ခရစ်စမတ်ရောက်တိုင်းဒီအဖွားကဟင်းတစ်ခွက်ကိုအမြဲချက်လာတက်ပါတယ်ပြဿနာကအဲ့ဒီဟင်းကအရသာအရန်ဆိုးနေတာပါပဲဒါပေမဲ့မိသားစုဝင်တွေကအဖွားစိတ်မကောင်းဖြစ်မှာဆိုလို့ကြိုက်ချင်ရောင်ဆောင်ပြီးအမြဲစားပြကြပါတယ်တကယ်တမ်းကျတော့သူတို့တွေကအဲ့ဒီဟင်းကိုမစားရအောင်နီလန်ပေါင်းစုံနဲ့ရှောင်ကြတာပါတခါတော့ကဆိုမြေးလေးကအပြင်ကနှင်းလူရုပ်ကိုလက်ညှိုးထိုးပြပြီးအဖွားကိုအာယုံလွှဲလိုက်တဲ့အချိန်မှာအားလုံးကပကံထဲကဟင်းတွေကိုစပွဲအောက်ကိုမြ мян ပစ်ချလိုက်ကြပါတယ်နောက်နှစ်ကျတော့လေအဖွားမသိအောင်ဟင်းတွေလွှင့်ပစ်လို့ရအောင်ဆိုပြီးအဖွားနဲ့ကဖို့လူတစ်ယောက်ကိုတောင်တက်တက်ငှားခဲ့ကြသေးတာပါအဲ့ဒီနောက်တစ်နှစ်မှလည်းအဖွားကဒီဟင်းကိုပဲထည့်ယူလာပြန်ပါတယ်ဒီတစ်ခါတော့အဖေလို့သူကမီးတွေအကုန်ပိတ်ပစ်လိုက်ပြီးအားလုံးစားပြီးသွားပြီလို့လိန်ပြောလိုက်ပြန်ရောစပွဲအောက်ကိုရောက်သွားတဲ့ဟင်းတွေကိုအိမ်မွေးခွေးလေးကတွေ့သွားပေမဲ့ခွေးတောင်မစားကျင်တော့အောင်ကိုအရသာကဆိုးရွားလွန်းနေတာပါဒါပေမဲ့နောက်ထပ်တစ်နှစ်မြောက်ခရစ်စမတ်မှာတော့အားလုံးကလက်ဆောင်တွေကိုစီနဲ့ရောက်လာကြပေမဲ့တကားဖွင့်လိုက်တဲ့အချိန်မှာအဖွားရှိမနေတော့ပါဘူးအဖွားကဆုံးပါသွားခဲ့ပါပြီအားလုံးကအဖွားနဲ့အတူဖြတ်တန်းခဲ့ရတဲ့အချိန်တွေကိုရောအဖွားရဲ့အရသာမရှိတဲ့ဟင်းကိုပါလွမ်းဆွနေခဲ့ကြပါတယ်အဲ့ဒီအချိန်မှာပဲအဖေလို့သူကအဖွားရဲ့ဟင်းချက်နဲစာရွက်ဟောင်းလေးနဲ့ပါဝင်ပစ္စည်းတွေကိုယူလာခဲ့ပါတယ်သူတို့မိသားစုတွေအားလုံးပေါင်းပြီးအဖွားရဲ့ဟင်းချက်နီးအတိုင်းအဆင့်ဆင့်တေချာဂရုစိုက်ပြီး9နာရီလောက်အချိန်ယူချက်ပြုတ်ခဲ့ကြပါတယ်ချက်လို့လဲပြီးရောအားလုံးကမြည်ကြည့်လိုက်တဲ့အခါမှာတော့အရင်ကဖွားချက်တဲ့အတိုင်းတတဝေမတိန်ရတာကစိုးရွားနေသေးပါပဲကဲတင်သာတင့်ဖွားကိုချစ်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကို like လုပ်သွားပေးပါဦးနော်